မင်္ဂလာပါဗျာနော်ကျွန်တော်ရဲ့ဒီဗီဒီယိုမှာကြတော့ပေါ့နော်ဒါဒီချိန်မှာတင်သွားတာကြတော့တော်နီးဖုံရာပိုင်းတလားကျွန်တော်အခုဈေးသွားချင်တယ်ပြီးရင်ဒီဆက်တဲ့စကားလုံးပေါ့နော်အဲ့ဒီမှာဘာကြောင့်လဲဆိုတော့ proba ဘာကြောင့်လဲဆိုတော့ဖုံရာကွင်ကွတ်တီကိုကျွန်တော်ကွတ်တီကိုစားချင်လို့ပါပေါ့အဲ့လိုဖြစ်သွားပါပေါ့ဒီတစ်ခါကျတော့တဲဝါဆိုတဲ့စကားသွားမယ် proba ကိုဖြတ်လိုက်မယ်နော်အဲ့ဒီအနားလေးပဲဖြတ်လိုက်တော့မယ်နော်ကျွန်တော်ဟိုတပုံစံနဲ့ဖြစ်အောင်လို့ပေါ့ဒီအဓိကဒီစကားလေးအမှတ်စေချင်တာမဟုတ်ဘူးဒီ proba ဆိုတာဘာကြောင့်လဲဆိုတော့လို့သုံးတယ်ဆိုတာကိုမှတ်ရင်အဲ့ဒါသိရင်ရပြီပေါ့အဲ့ဒါဆိုလို့ရှိရင်အဲ့ဒီနေရာမှာကျွန်တော်တို့တဲဝါဆိုပြီးရေးလိုက်မယ်တဲဝါဆိုတာကျွန်တော်တို့မြန်မာလို့ဆိုရင်တော့ဒါပင်ပဲလို့အဓိပ္ပာယ်ရတာပေါ့တဲဝါဆိုတာဒါပင်ပဲတဲ့နော်တဲဝါဝါတဲဝါလို့သုံးတယ်နော်ခါကြီးတဲဝါဆိုတာကျွန်တော်မြန်မာလို့ဆိုရင်ဒါပင်ပဲအဲ့ဆိုလို့ရှိရင်ตอนนี้ผมอยากไปตลาดဆိုကျွန်တော်အခုဈေးသွားခြင်းနဲ့တဲဝါဒါပင်ပဲဆိုတော့ဘာနဲ့ဆက်ရမှာတော့ဆိုတော့နောက်မှာဖုံရာကင်ကွတ်တီဆိုကျွန်တော်ကွတ်တီစားခြင်းနဲ့ဆိုရင်ပြောလို့မရအောင်ကျွန်တော်အခုဈေးသွားခြင်းနဲ့ဒါပင်ပဲကားမရှိဘူးပေါ့မိုက်မီလော့ဆိုရင်ကားမရှိကျွန်တော်ဈေးသွားခြင်းနဲ့ဒါမှကားမရှိဘူးဒါမှမဟုတ်ကျွန်တော်ဈေးသွားခြင်းနဲ့ဒါပင်ပဲ7မသွားခြင်းဘူးအဲ့ဆိုအဲ့လိုမျိုးရေးပြရတယ်ဖုံမရပိုင်းပေါ့နော်တခုခုစန့်ကျင်ဘက်ဖြစ်မှာပေါ့ဒါပင်ပဲဆိုတော့ကျွန်တော်အခုဈေးသွားခြင်းနဲ့ဒါပင်ပဲဖုံမရပိုင်းဘယ်လိုရေးမလဲဖုံမရပိုင်းဘစ်စီပဲရေးလိုက်ပေါ့ထုံးစံအတိုင်းပဲเนาะအဲ့ဆိုရင်ตอนนี้ဖုံอยากไปตลาดကျွန်တော်အခုဈေးသွားခြင်းနဲ့แต่ว่าဒါပေမဲ့ဖုံမရပိုင်းဘစ်စီကျွန်တော်ဘစ်စီတော့မသွားချင်ဘူးလို့အဲ့လိုအဓိပ္ပာယ်ရပါတယ်เนาะအဲ့ဆိုရှင်ဒီဟာလည်းရမယ်ထင်ပါတယ်เนาะကျွန်တော်တများနဲ့ချိန်ထားလို့4:50ဆိုတော့9:00ချိန်ထားတယ်ဆိုတော့ကျွန်တော်ပိတ်လိုက်တော့မယ်เนาะအဲ့ဆိုလို့ရှင်နောက်ကြမှာကျွန်တော်ဒီအပိုင်းနေပြန်ပြီးတော့ထပ်တင်ပေးမယ်ဒီရှေ့အပိုင်းနေပေါ့เนาะဒါဆိုကျွန်တော်ရင်ပိတ်လိုက်တော့မယ်เนาะဒီကောင်